ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ပြုလုပ်တာမှာဆိုရင်ကျွန်တော်တို့ make ရော do ရောကပြုလုပ်တာတွေပဲအဲ့ဒါမှကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့ဘယ်လိုမျိုး make ကိုသုံးရမယ်မှန်မှန်ကန်ကန်နဲ့ do ကိုဘယ်လိုသုံးရမယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် make ကျွန်တော်အရင်ဆုံး make အကြောင်းကိုပြောပြမယ် make ဆိုတာကကြတော့ကျွန်တော်တို့အသစ်တစ်ခုကိုလောက်တာတွေဖန်တီးတာတွေမှာကျွန်တော်တို့က make ကိုသုံးတယ်ကဲအဲ့ဒါကြည့်ရအောင် make နဲ့တွဲသုံးတဲ့ဟာ I make coffee ငါ coffee ဖြော်တယ်ငါကိန်းမုတ်တစ်လုံးကိုဖုတ်တယ် I make a cake ငါပတ်စံရှာတယ် I make money ငါနေ့လည်စာချက်တယ် I make lunch ကဲဒါဆိုရင်ကြည့်ပါဦးကျွန်တော် make ပြုလုပ်တာထဲမှာ make ကအသစ်တစ်ခုခုကိုလုပ်တာဖန်တီးတာထဲမှာကျွန်တော်တို့ကသုံးတယ်ကဲနောက်တစ်ခုပြုလုပ်တာကိုပဲနောက်တစ်ပါရှိသေးတယ်ဆိုတော့ကျွန်တော်တို့ do ကကြတော့ကျွန်တော်တို့ဘာတွေကိုသုံးတာလဲဆိုတော့အလုပ်တာဝန်တွေမှာရေအလုပ်တာဝန်တွေဒီခါကျတော့ရှိပြီးသားတာဝန်တွေကိုသုံးတဲ့အခါမှာဆိုရင်လုပ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့က do ကိုသုံးတယ်အဲ့မှာဆိုရင် make ကိုမသုံးဘူးကဲအဲ့ဒါကျွန်တော်ကြည့်အောင် example လေးတွေ I do homework ငါအင်စာတွေလုပ်တယ်ငါ wish ရော်တယ် I do the laundry ငါ wish ရော်တယ်ငါယောဂကြည့်နေ I do yoga ငါပကံစေးတယ် I do the dishes ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ make နဲ့ do နဲ့ကပြုလုပ်တာကိုပဲဘယ်လိုမျိုးခွဲပြီးသုံးတယ်ဆိုတဲ့ဟာကိုပြောပြတာဖြစ်ပါတယ်ကဲမိတ်ဆွေတို့လည်းကိုလှုပ်ချင်တဲ့အရာတစ်ခုခုကိုဘယ်လိုမျိုး make နဲ့သုံးမလား do နဲ့သုံးမလားစဉ်းစားပြီးတော့အောက်မှာ comment လေးမှတ်ခဲ့